ပြောစရာတွေကိုစဉ်းစားဖန်နေပေမဲ့အခင်မင်းကိုနေရာတွေသူသိကြရင်အမုန်းတွေကိုခံနိုင်မှုငယ်ချင်းလုံးဟန်ဆောင်ရလေးကိုချစ်မယ်ငယ်ချင်းလုံးပဲမြတ်ချပါတော့ခွဲဦးချစ်သူလေးပြောနေတဲ့ဒီမျိုးတွေဒီမြေဘူးတွေသူတို့အနာပါလို့တိုင်းတို့ဖြစ်စေပေးမယ်တကယ်ချင်းလို့ပဲမင်းချရှင်လေးကွာစီလက်ခိုင်ရဲ့ပြောရှင်နေမဲ့တတလုံးလို့တစုံမလေးရဲ့နာနေစနေကိုစူတောင်းရင်